Suddenly Lolo, Twiddle sweat and English. To the get Tina. The Gable Tina, Bajan is a 2 person Chuamu Aloma Yoga Kulu Kona. The man Winara Tora, Yoga Mapiabu. Say how we need it. Physicians, see how we need it. A little piano, Tisia, Gone, Tisia, Pina, Tisia, to Akuma, Nanga, Johnson, and a tree for a big little more. Good, happy man. မပြောဒါပေမဲ့ तू ကအရန်ပျောက်ချင်ဒါဆိုကျွန်တော်တို့အခုအနာယောဂဝေဒနာခံစားတဲ့လူကလည်းအရန်ပျောက်ချင်စနေနေ့လုံးတွေးတော့နာဆွဲတဲ့လူရဲ့အရန်ပျောက်ချင်တာနဲ့အခုဝေဒနာခံစားနေရတဲ့လူတွေအရန်ပျောက်ချင်တဲ့ခံစားချက်ကအတူတူပဲဒါပေမဲ့ဘာကွာနိုင်လဲဆိုရင်အရန်ပျောက်ချင်တဲ့စိတ်လိုမျိုးစိတ်ရှိတယ်လို့အရန်ပျောက်ချင်တဲ့အရန်ပျောက်နေဆိုတဲ့ယုံကြည်ခြင်းမှုရှိဖို့လိုတယ်။ဒါအဲ့ mentally ကအရန်ပျောက်ချင်တယ်အရန်ပျောက်ချင်တယ်လို့အရန်ပျောက်ချင်စေတဲ့ပျောက်နိုင်တဲ့ယုံကြည်ခြင်းရှိတယ်။ဒါဘာ तू ကဒီသခင်ယေရှုခရစ်တော်ကငါ့ကိုကျမ်းမာခြင်းပေးနိုင်မယ်ဆိုတဲ့ယုံကြည်ခြင်းမျိုးကိုစိတ်ချတာသူရဲ့အရှက်တိတ်ခါမငဲ့ဘူးလူကုန်လေမှာတွေးသွနာဆွဲနေတာသူတို့ရဲ့ဂျူးမျိုးတွေရဲ့သဘောတဘာဝအဲ့လိုအိမ်တွင်းပုံးနေရအပြင်ထွက်လို့များညစ်ညူးတာဗျာလာလို့ထိတွေ့တယ်လူတွေသိတာနဲ့ကြောက်ခဲပေါက်တဲ့ခံအသက်နဲ့ရင်းတာအသက်နဲ့ရင်းတဲ့အနာယောဂါကိုအသက်နဲ့ရင်းပြီးတော့ယုံကြည်ခြင်းနဲ့လာတယ်သူရဲ့အသက်ကိုအရေးပြုထားတဲ့အနာဘယ်တော့မှမပြောက်တဲ့အနာပတ်စံကုန်နဲ့ဆံဝင်ပြောင်းတယ်ဒါပေမဲ့အဲ့ဟာကိုအသက်နဲ့ရင်းနဲ့ယုံကြည်ခြင်းနဲ့ဒီခရစ်တော်ကငါ့ကိုပျောက်ကင်းနိုင်တယ်သူ့ကိုငါထိလိုက်ရကိုကြည်နေဆိုယုံကြည်ခြင်းနဲ့လာတာဖြစ်တယ်ကျွန်တော်တို့လုံနေတာကအဲ့ယုံကြည်ခြင်းပျောက်ခြင်းစိတ်ကတော့အတူတူပဲအမှသူကသွားပြီးတော့ထိလိုက်တဲ့ခါမှာလူအုပ်ကြီးနဲ့မှထိလိုက်တော့မှဘလောက်ထိပျောက်ခြင်းစေဆိုဖရားရဲ့ပါ power တကူကထွက်သွားပြီးတော့သူ့ကို healing အနာငြိမ်းစေတာဖြစ်တယ်။ဒါကိုတွေ့ရတယ်ဖြစ်တယ်။အရန်ကိုအမှုဝေးတာဖြစ်တယ်။ဒါကြောင့်မို့ဒါဆိုရင်ကျမ်းစာကဖယားသခင်ရဲ့ပြောထားတဲ့ promise ထာဝရဘုရားသခင်ဘာပြောဆိုရင်အသက်ရှင်တဲ့ထာဝရဘုရားငါဟာယေဟောဝါရာဖာမင်းတို့ကိုကျမ်းမာစေတဲ့ဖယား။ဒါဆိုဖယားခင်လို့ तू ဘာလဲဆိုတာတက်တည်ခံထားပြီငါကျမ်းမာစေတဲ့ဖယားသူအဲ့ငါကျမ်းမာစေတဲ့ဖယားဆိုတော့ဒီတခင်ဖယားခင်ကကျမ်းမာစေနိုင်တယ်ဒီဖယားခင်ရဲ့စကားကိုယုံကြည်ပြီးတော့သူ့ကိုငါဆုတောင်းမယ်ဆိုတော့ယုံကြည်ခြင်းတော့ရှိဖို့လိုတယ်ငါမင်းတို့ကအနာရောဂါကိုငြိမ်းစေတဲ့ he to you ကျမ်းမာစေတဲ့ဖယားနောက်ကပါလဲဆိုရင်ဟေရှာယနော်ဟေရှာယကျွန်တော်တို့53ငွေ9မှာဖတ်မယ်ဟေရှာယ53ငွေ9မှာဆိုရင်ထိုသူကယေရှုခရစ်တော်ပြထိုသူဒီငါတို့လူကျူးချင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းခံရ၏ငါတို့ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေတော့ကျွန်တော်တို့ကိုဘာဖြစ်စေတော့ငြိမ်သက်ခြင်းဖြစ်စေချမ်းသာစိတ်ချမ်းသာခန္ဓာကိုယ်ချမ်းသာချမ်းသာကို rest ချမ်းသာချမ်းသာဖြစ်စေတယ်တဲ့ဖြစ်စေဖို့အတွက်ဆုံးမခြင်းကိုသူ့အပေါ်မှာခံပြီးတော့တဲ့သူခံရတော့ဒဏ်ချက်တော်အပြင်ငါတို့အနာပျောက်တဲ့ရှိပြီဒါဆိုရင်ယေရှုခရစ်တော်အခုတင်နာခံစားရတယ်လို့ဆေးဥမှာရှိတယ်အိမ်မှာရှိတယ်တကယ်ကိုအသက်နဲ့ရင်းနှီးအနာရောဂါခံစားနေရတယ်ဒါပေမဲ့ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တင်ရတကယ်ကိုယောဂမပြောက်ဘူးလုံးဝမပြောက်ဘူးစိတ်နဲ့အသက်ဆက်ထားတယ်ဒီလိုပုံစံဖြစ်နေတယ်ဆိုရင်နံပါတ်1ထာဝရဘုရားယေဟောဝါရာဖာငါတို့ကိုကျမ်းမာစေပြီးတော့ဘုရားကိုယုံကြည်ပြီးတော့ဆုတောင်းတယ်နံပါတ်2ကတော့ခုနပြောတယ်ငါတို့လွန်ကျူးပြစ်မှားတာကိုယေရှုခရစ်တော်ကလက်ဝါးခဲ့တယ်မှာအသေးခံတယ်ဒီသူအသေးခံယူမှာငါတို့ရဲ့အပြစ်တွေအတွက်ထိုးခြင်းရိုက်နှက်ခြင်းပြန်ဖတ်မယ်နော်ငါတို့တော့ကဒုက္ခပါဆိုငါတို့ရဲ့အကြည့်ကနာကျင်စွာထိုးနှက်ခြင်းနှိပ်စက်ခြင်း
တန်ချက်တွေကိုခံတယ်အဲ့ဒါဘာလို့ဆိုရင်ငါ့ကိုငြိမ်သက်ချမ်းသာရစေဖို့အတွက်ငါရဲ့အနာရောဂါရှိတဲ့များအားလုံးကိုပျောက်ကင်းဖို့ဒီမှာငါတို့အနာပျောက်တဲ့ရှိတန်ချက်တော်အပြင်ငါတို့ရဲ့အနာပျောက်တဲ့ရှိဒါဆိုရင်သင်ယုံကြည်ရမှာယေရှုခရစ်တော်ဒီလောဝါကတဲ့မှာငါရဲ့လွန်ကျူးတဲ့အဖြစ်ကိုသူခံတဲ့ခါမှာသူနာကျင်တဲ့ထိုးချက်တဲ့ဒဏ်ချက်တွေကငါ့ကိုအနာပျောက်စေတယ်ငါ့ကိုငြိမ်သက်ချမ်းသာခြင်းရစေတယ်လို့ပြောနောက်ကပါဆိုတစ်ပေတရုနော် first Peter တစ်ပေတရုအခန်းကြီးနဲ့အခန်းငယ်24မှာထိုးသူခံတဲ့ယေရှုခရစ်တော်ရဲ့ဒဏ်ချက်တော်ဟာကျွန်တော်ရဲ့အနာရောဂါရှိသမျှအားလုံးကိုပျောက်ကင်းစေတယ်ပြန်ကြည့်မနော် Peter first Peter ကျွန်တော်တကယ်ကိုဖြစ်စေခြင်းနဲ့စေတနာနဲ့ပြောရဖြစ်ပါတယ်ရသွားစေခြင်းကဲတစ်ပီတာနဲ့24နော်တစ်ပီတာနဲ့24နဲ့24မှာဟုတ်ပြီငါတို့အပြစ်များကိုတော်တိုင်မှာယေရှုခရစ်တော်ငါတို့အပြစ်တွေကိုယေရှုခရစ်တော်ကိုယ်တိုင်တစ်တိုင်ပေါ်မှာခံတော်ပြီးဒဏ်ချက်တော်အဖြစ်တင်တို့အနာရောဂါရှိတော့ကျွန်တော်တို့နော်ဝန်ခံမယ်ဒဏ်ချက်တော်အဖြစ်ကျွန်တော်တို့အနာပျောက်လျက်ရှိတယ်ဒါဆိုယေရှုခရစ်တော်ကကျွန်တော်တို့အတွက်တစ်တိုင်ပေါ်မှာခံခဲ့တယ်သူခံတဲ့ဘုံဒဏ်ရာဒဏ်ချက်တော်ကကျွန်တော်ရဲ့အနာကိုပျောက်တယ်ဘာအနာလဲခဏခံစားနေရတဲ့အစာအိမ်ကြောက်ကဥတိတ်ဥမအသွေးကလေးစားစီးအိမ်စီးလန်းကြောင်းအယိုးအကျော်အစစ်အုံနောက်လေကြောင်းနာနှာခေါင်းမျက်စိအတွေ့အားလုံးဒီခရစ်တော်ရဲ့ဒဏ်ချက်တော်အပြင်အနာရောဂါပျောက်ကင်းတော့ကျမ်းပါလေဖြစ်တယ်။ဘာလို့ကျွန်တော်တို့ကအနာပျောက်ဖို့အတွက်ဆေးဝါးကိုကျွန်တော်တို့သုံးဆောင်ကြည့်တယ်။ဆေးဝါးကကျွန်တော်တို့ကိုအဖြေမပေးတော့ကျွန်တော်တို့ကိုပျောက်မယ်မပျောက်ဘူးဆိုတာသူကအဖြေမပေးတော့ဘူး။ဒီဆေးတောက်တာကအသက်ဆန့်နာပဲရှိတယ်ပျောက်မယ်ဆိုတာမသေးကြဘူးအဲဆေးတဲ့ဒီယောဂတက်တာပဲတခြားယောဂကိုထိခိုက်နေတယ်ရှင်သူတော်မဆောအပ်ပါတယ်ငါဆုံးနေတဲ့တဲ့